ဘေးရပဲဖြစ်ဖြစ်အခွင့်အရေးဆိုတာလေရမယခမရောက်လာတတ်အဲ့ဒီခွင့်ရေးရလာတဲ့အချိန်မှာဘာလုပ်သင့်သလဲဆိုတာသိရှိနားလည်ပြီးအကျိုးရှိတဲ့အလုပ်တစ်ခုကိုလုပ်နိုင်ဖို့ဒါကိုဆိုလိုတာပေါ့နော်စီးပွားရေးရောင်းဝယ်ကောင်းတဲ့အချိန်ကလည်းဒါအခွင့်အလမ်းတစ်ခုလို့စိုက်ပျိုးရေးအတွက်မိုးလေဝသမှန်တဲ့အခါလည်းအခွင့်အရေးတစ်ခုလို့ပြောမိုးလေဝသပြက်ပြားလာပြီဆိုရင်လည်းစိုက်ပျိုးရေးလုပ်လို့မရတဲ့အနေအထားမျိုးရောက်သွားတယ်စီးပွားရေးအခွင့်အလမ်းတွေပိတ်ဆို့သွားပြီဆိုလို့ရှိရင်လည်းစီးပွားရှာဖို့ခက်ခဲတယ်ပညာသင်မှုအခက်ခဲဆိုတာလေအခါတိုင်းမှာပညာသင်လို့အချိန်ခါပေးခြင်းမှပေးတယ်ပေါ့ဘယ်ဟာပဲဖြစ်ဖြစ်အခွင့်ပေးတဲ့အချိန်လေးမှာလှုပ်တင်လှုပ်ထိုက်တာလှုပ်ရမယ်လို့ဆိုလိုတာအခွင့်တန်ခိုက်ကြိုးစားလိုက်ဆိုဒီနေရာမှာအခွင့်တော်တာပါရဲ့ဘာလို့မှမသိပဲနဲ့အချိန်ကုန်သွားတဲ့လူတွေလည်းရှိတယ်အဲ့တော့အခွင့်အရေးတစ်ခုရလာတဲ့အချိန်မှာဘာလို့ရမယ်ဆိုတဲ့သိတဲ့အသိပညာလည်းအမှန်တမ်းအရေးကြီးတယ်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်လိုက်ဖို့လှုပ်လိုက်မှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်